Yo အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောင်ဆိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် female beatbox reaction ပေါ့နော်ဒါ beatbox လုပ်တဲ့ main ကလေးတွေကို reaction အနေနဲ့ကြည့်သွားမှာဖြစ်ပါတယ်အားလုံးပဲတူလိုက်ကြည့်လိုက်အောင်ပြီးတော့ကျွန်တော် reaction မစခင်တစ်ခုလောက်ပြောချင်တယ်ပေါ့နော်ကျွန်တော်အားလုံးရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်လွန်ခဲ့တဲ့2ရက်လောက်က monetization အောင်သားပါပြီ YouTube မှာဒါကတော့ကျွန်တော်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းရဲ့ကျေးဇူးကြောင့်ပေါ့နော်ဒါအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အားဆိုတော့ကျွန်တော် reaction စလိုက်အောင် okay ပထမဆုံးတစ်ယောက်စလိုက်အောင်就是跟你来的。မိုက်တယ်လုံးဝ BMG တွေသူရဲ့စနေတွေကတော်တော်လေးကလင်းတယ်ဒါ trumpet လည်းတော်တော်လေးနားထောင်လုံးကောင်းတယ်ထဲမှာပါတယ်ဒါ तू ကတော့ဒီ trumpet ကို तू hard point နဲ့တုံးတာပေါ့နော်ဒါကတော့ chat point နဲ့တုံးတာ तू main ကလေးဖြစ်တဲ့အပေါ်မှာ hard point နဲ့တုံးတာဆိုတော့နားထောင်လုံးကောင်းတယ် main ကလေးတွေရဲ့ hard point อ่ะ okay trumpet ကတော်တော်လေးနားထောင်လုံးကောင်းတယ်ထဲမှာပါတယ်စနေတွေကကလင်းတယ် okay နောက်တစ်ယောက်စပါမယ်ကျွန်တော်တို့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ကိုရီးယားလားဂျပန်လားတော့မသိဘူးပေါ့နော်နောက်တစ်ခေါက် okay နောက်တစ်ပုတ်စလိုက်အောင်တော့လေဆုံးတက်မှာ case နဲ့ range shot လေးနဲ့ပိတ်သွားလှပါတယ်ဗျာသူ့ကိုဒါသူ့ရဲ့ comment အောက်မှာတော့မှအဲ့ဒါအဲ့ဒါလောက်တဲ့သူပေါ့နော်အဲ့ဒါလောက်တဲ့သူတော့မှသူ့ comment ဝင်ရေးထားတယ် nice တဲ့ okay တော့ဒါ beatbox brand တွေပါတယ်ရိုက်တယ်ပြီးတော့ fitbox ကြီးနဲ့လည်း video တစ်ပုတ်လောက်ထားရပေါ့နော်တော်တော်လေးကိုမိုက်တယ်တော်တော်လေးလည်း fine တယ်ပြီးရင်သူခုန3ပါ speed pattern တွေက clean တယ်ပြီးတော့သူကTikTok ပေါ်မှာဆိုရင် beatbox ကိုဒီတိုင်းလုပ်ပြတယ်သူကအဲ့လိုမျိုးသူ့ရဲ့စာရွက်ပေါ်မှာရေးပြီးတော့အဲ့ရ pattern တွေကိုလိုက်လုပ်ပြတာလည်းရှိတယ်တော်တော်မိုက်တယ်ဒါတော့စင်ကာပူကဖြစ်ပါတယ်ဒါ shout out to REE shout out to REE ပါသူနာမည်ကတော့ REE လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ဖိလစ်ပင်းရလို့ထင်တယ်သူဘားတစ်ခုမှလောက်ထားတာပေါ့နော်ဒါအိုက်ကောင်မလေးလဲသူခလေးဘွားတွေက beatbox ကိုလောက်လာတာဒါပေမဲ့သူအသက်နည်းနည်းကြီးလာတဲ့ပုံမှာတော့သူအဆိုတော်ဖြစ်သွားတယ်ဒါပေမဲ့သူ့ရဲ့ဒါမွေးနေ့လားပါတီတစ်ခုမှသူတီးရတာဗျအဲ့ကျွန်တော်အဲ့ဒါကိုသူပြန်ပြီးဒီမှာတီးရတာဗျကျွန်တော်သတိထားမိပါအဲ့ဒါနဲ့သူတော်တော်လေးသတိထားမိပါသူ့ရဲ့အဲ့ဟာတော်တော်လေးလှတယ်ကျွန်တော်ဒီမှာအားလုံးနဲ့တူတူကြည့်ပါမယ်နော်တော်တော်လေး fine တယ်သူ့ရဲ့တူလာမယ်နားထောင်ကြည့်လိုက် just saying let's go let's go တယောက်တည်းလုပ်ပြနော်လောက်သွားတယ် brand တွေထည့်အောင်ပြန်ထောက်သွားတာတော်တော်လေးစတယ်ဗျာအဲ့ဒါတွေကတော့ဒါဖိလစ်ပင်းတွေအခြားနိုင်ငံသူတွေကဘာလို့လို့သူတို့က music တွေဝင်အောင်လုပ်တာအဲ့ဒါတွေကတော်တော်လေးကိုကျွတ်စင်ဒါကတော့သူတို့ရဲ့နိုင်ငံနဲ့လဲဆိုင်တယ်ဗျာဒီလားကျွန်တော်တို့လည်းအဲ့နိုင်ငံတွေမှာလူဖြစ်လာရင်တော့အဲ့လိုမျိုးဖြစ်ကောင်းဖြစ်နေမှာပေါ့နော်ကျွန်တော်တို့တွေလည်းပေါ့နော်ကျွန်တော်တို့တွေလည်းအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နေမှာဒါပေမဲ့သူတို့ကတော့အဲ့လိုမျိုးဘာလို့လို့ဗျာဒီ beatbox လုံးမှာသချင်းဆိုမလားအကုန်လုံးကျွမ်းကျင်နေတော့တာပဲကျွတ်စင်ပြန်ထွက်သွားတာကြီးကလည်းစောင်းဝမ်းမိုက်တယ်တရားတစ်ယောက်ကတော့သူကဒီတိုင်းဒါအပျော်တင်တာထင်တယ်ကျွန်တော်လည်းချောလို့အသေးပေးတာပေါ့နော်โอเคတူတူကြည့်လိုက်အောင် 1 2 3 4 1 1 2 2 3 3နော် whisper လောက်ထားရတဲ့ကနေကျွန်တော်ပြန်ပြီးတော့ reaction လောက်တာဖြစ်တဲ့အပေါ်မှာဒါဒုတိယတစ်ခုကတော့ကျွန်တော်ဒီ ego ပေါ့နော်သူသုံးပါ1 2တော်တော်လေးမိုက်တယ်တော်တော်လေးလည်းနားထောင်တော့ကောင်းတယ်ဒီနိုင်ငံခြားမှာဆိုဒါနီတို့ပါတော့အဲ့ဒါတော်တော်လေးကျွမ်းကျင်တယ်အရင်တော့ကလူတွေအတုံးများတယ်အခုတော့အဲ့ဒါကိုသုံးတဲ့သူနည်းနည်းတော့ရှားလာပြီပေါ့နော်အရင်တော့ကတော့အဲ့ဒါသုံးများတယ်ဘက်ထရီတွေမှာလည်းသုံးကြတယ်โอเคဒါကတော့၄ခုမြောက်ပေါ့နော်၄ခုမြောက်ကတော့တော်တော်လေးသူ in web page နဲ့
လှုပ်ထားတာဗျ main ကလေးတယောက်အနေနဲ့ဒီ in web page ထွက်ဖို့ဆိုတာတော်တော်လေးကိုခက်တယ်မှာပါတယ်ဒါပေမဲ့ तू လှုပ်ပြထားတယ်တော်တော်လေးလည်း fine တယ် तू ရဲ့ in web page တွေပါတယ်ဆိုရင်ယောက်ျားလေးတယောက်နီးပါးထိကိုတွားတယ် okay တူတူနားထောင်ကြည့်လိုက်အောင် Yeah just saying okay သူကဒါကတော့ तू ဘယ်လိုပြောရမလဲ तू အကောက်ထဲမှာ तू ဒီ B-box တစ်ပုတ်ထဲတင်တာမဟုတ် तू လည်းတကယ် B-box ကိုလုံးဝ serious တွေလုံးဝလုပ်တဲ့ထဲမှာပါတယ် okay तू personal လည်းတင်တာတူကြည့်အောင် personal 5 step of personal တူတင်တာ okay တူကြည့်လိုက်အောင် Hey yo, it's Zio, and I'm going to be teaching you how to do in 5 steps. Step number 1 is the correct tongue positioning. So this is what it would look like on a diagram. This is your teeth. This is your tongue. This is what it looks like in real life. So basically, your tongue is resting against your bottom teeth and also is resting on the top. Okay, ဒီဗီဒီယိုကြည့်နေရတယ်မှာတနက်ပြတဲ့တန်ပါနော်အဲ့တန် तू တင်ပေးထားတယ်ပါနော် तू တင်ထားတာဒါပုံနေပိုင်းနဲ့တင်တာတော်တော်လေးရှင်းတယ်အဲ့တော့ကျွန်တော်တို့ဒါ personal လေ့ကျင့်နေတဲ့သူတွေဒီဗီဒီယိုမှာတူတူကျွန်တော်လည်းတူတူကျင့်သွားပါမယ် okay ကျွန်တော်လည်း personal မရအောင်ပါနော်ကျွန်တော်ကျင့်အောင်တော့ကြာပြီမရအောင်ဘလူးလည်းမသိ personal อ่ะ Just let it sit naturally, but don't push. Just let it relax. Step number 2, make an O shape. It's like a paw face, like a Step number 3, make sure the top lips are covering your top teeth, like a O, and drop your jaw. Ooh. Step number 4, blow out a little bit of air, like make it really soft, make it like a relax, don't push it out, just let it flow. Step number 5, once you get a little bit of a scratchy sound, like a once you start getting that sound, I recommend moving your tongue to the right or the left, depending on the airflow. So this is what it sounds like for me when it's down the middle only, like this. Now if I move my tongue to the right a little bit, I get this sound. Middle. Right. And that is how you do it. तू တင်ပေးထားတာ personal อ่ะရှားပွားတဖုံးကိုတွားကတ်ပါလေကတ်ပြီးတော့ဒီထွက်လာတဲ့လေကကျွန်တော်ဒီပေါ့နော်ဒါ तू ကတော့ तू ပြောရတဲ့ထဲမှာတော့ तू ကဒီဘက်ဘေးကိုနေပုတ်လိုက်တာပေါ့နော်ဒီဘက်ဘေးကဒါနဲ့ဒီဘက်တစ်ချမ်းနဲ့ပုတ်လိုက်တာဒါပေမဲ့ကျွန်တော်ကတော့နှစ်ဖက်တုံးတယ်ဒီနှစ်ဖက်နဲ့အားကိုပြီးတော့ဟိုအပြင်ပုတ်ထုတ်တဲ့သူလည်းရှိတယ် तू ကအဓိကဒီဘေးရဟာကိုဒီဘေးရဥစ္စာနဲ့လေနဲ့ကိုပုတ်ပြီးတော့ထုတ်တာကျွန်တော်လည်းမရသေးဘူးတူတူကျင့်ကြမယ်ဗျာအခုကကျွန်တော်နောက်နေ့ကျရင်ကျွန်တော်ဒါအသေးစိတ်ကျွန်တော်ဘယ်လိုကျင့်လဲဆိုတော့ကျွန်တော်တင်ပေးရမှာဖြစ်တယ်ဒါကတော့ကျွန်တော်ဒီနေ့ B-box reaction လုပ်တယ်ဒါ9ပုတ်ဖြစ်ပါတယ်အားလုံးပဲစိတ်ကျင်နေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ပြီးတော့လည်းကျွန်တော် public B-box brand တစ်ခုရိုက်နေရပါတော့မြန်မာနိုင်ငံမှာဒါဘယ်သူမှ B-box နဲ့ပတ်သက်ပြီးတော့ brand မလုပ်ဘူးသေးတဲ့အရာပေါ့နော်ကျွန်တော်လိုက်ရိုက်နေပါတယ်အဲ့ဒါကျွန်တော်တော်တော်လေးတော့တစ်ပတ်လောက်တော့အချိန်ယူရမယ်ထင်တယ်အဲ့ဒါရိုက်ဖို့လေဒါပေမဲ့ကျွန်တော်အခုတော့ one day ပေါ့နော်တရက်တော့ပြီးသွားပြီနောက်ထပ်9ရက်နောက်ထပ်6ရက်ကျန်ပါသေးတယ်6ရက်လည်းကျွန်တော်အဲ့လိုမျိုးလိုက်ပြီးရိုက်သွားမှာပေါ့နော်တစ်ပတ်လုံးမှာမှကို B-box လုပ်တဲ့အချိန်မှာမှအဲ့လိုမျိုးပေါ့ဘေးနားမှာရှိတဲ့သူတွေကိုဒါသူတို့ B-box ကိုဘယ်လိုမြင်လဲဆိုပြီးတော့ comment ခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးကျွန်တော်ရိုက်နေပါတယ်ဒါဒီနေ့ကတော့ကျွန်တော် day 1မှာပြီးရင်ကျွန်တော်ကျန်တဲ့ day 6ထိရှိပါ day 7ထိလာမှာပေါ့နော်day 7ထိလာမှာဆိုတော့အခု day 1ပြီးသွားပြီ day 2 day 3 day 4 day 5 day 6 day 7အဲ့ဒါအကုန်လုံးပြီးသွားတဲ့အခါကျရင်ကျွန်တော် YouTube မှာဒါဖြတ်ညက်ကတ်လို့ edit ပြီးတော့ကျွန်တော်တင်သွားပါမယ်ဒါ B-box brand ပေါ့နော်ဒါအဲ့ video ကတော့အားလုံးကြိုက်ကြမယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးကိုကျွန်တော်ဘဝမှာတစ်ခါမှမလုပ်ဘူးတဲ့အရာပေါ့နော်ကျွန်တော်ကပြောရမယ်ဆိုရင်ဒါကိုနဲ့ခင်တဲ့သူတို့တော့မှကျွန်တော်စကားအဲ့လောက်ကြီးစကားမရှိဘဲနဲ့ရှာကြံမပြောတတ်ဘူးဗျအဲ့လိုဆိုတော့ကျွန်တော်အပြင်အားသူတွေကိုလိုက်ပြီးတော့စီယုံပြီးတော့အဲ့လိုတွေလိုက်လုပ်ပြတော့စားတော့စားတယ်ဗျဒါပေမဲ့ကြုံလာတယ်ရှုပ်လို့အဲ့ main ကလေးတွေလည်းကျွန်တော်လိုက်ပြီးတော့ခေါင်းစားထားတယ်အဲ့ထဲမှာအဲ့ဒါကြီးပါတယ်နော် okay အားလုံးတူတူစောင့်ကြည့်ပေးကြပါအောင်လို့အဲ့ဒါလေးထွက်လာရင်လေကျေးဇူးအများကြီးတင်ပါတယ်အောင်ဆိုရင်ဖြစ်ပါတယ်ဒါပါပဲ